latest interview kay Miss Cosmo Myanmar 2025 after enter the top 5 for Miss Cosmo 2025. Panoorin pa natin. Ako si Colander TV. နှစ်ယောက်ပေါ့နော်ရောက်နေတဲ့အတွက်ကြောင့်မိုးတို့ပေါ့နော် enjoy လုပ်မယ်ပြီးတော့ဒီ congratulation party ကမိုးတို့ရဲ့ဘယ်လိုပြောမလဲနောက်ဆုံးပေါ့နောက်ဆုံးတွေ့ရမှာမိုးဒီအမှတ်တရတွေနဲ့အများကြီးရှိခဲ့တဲ့လူတွေအယောက်80ကျော်နဲ့နောက်ဆုံးတွေ့ရမှာဖြစ်တဲ့အတွက်ကြောင့်အရန်လဲဝမ်းနေရအရန်လဲဝမ်းသာရဆိုတာကဘာလို့လဲဆိုတော့မိုးတို့ဒီအကောင်းဆုံးဘယ်စိုးဆုံးຢာတွေဖြစ်ကျော်ပြီးသွားပြီးဆိုတော့အကောင်းဆုံးຢာတွေအတွက်အများကြီးစောင့်မျှော်နေကြတဲ့အတွက်ကြောင့်လဲမိုးနေနဲ့အရန်ကြီးနဲ့ဝမ်းသာမိပါရဲ့ဖြစ်ပါ